စိတ်ထဲမှာမျှဝေခြင်းဒီမှန်ကန်ပါသလားအသာဆွဲ၍မျှဝေခြင်းနဲ့အကျိုးကွာခြားမှုရှိပါသလားကျေးဇူးတူရှိပါတယ်အဲ့တော့အမျှဝေတယ်လို့ဆိုတဲ့ကဖက်သားကိုပေးကြတာဆိုတော့ခေါ်ပေးမှရမှာပေါ့နော်တိတ်တိတ်လေးတွေမြုံနေလို့မသိပါဘူးတစ်ဖက်အဲ့တော့ခေါ်ပေးတာကိုကောင်းတာပေါ့နော်ကြားအောင်ဆရာတော်ဘုရားဆန်းတော်မှာစွန့်ဒီဆန်းများကိုလူပုဂ္ဂိုလ်များစားသုံးသင့်ပါသလားတဲ့ဒါကဒီအစွဲလန်းကဘယ်လိုလာတာလဲဆိုစားကောင်းမစားကောင်းဆိုတာဘာကြောင့်မစားကောင်းဘာကြောင့်စားကောင်းလဲဆိုတာနှစ်ခုရှိတယ်နော်ဒါမြန်မာရာဇဝင်မှာဘနုဝမင်းကြီးကိုအတော်ဒါကျင်းချထားတဲ့အချိန်ဘနုဝမင်းကြီးကစကားပြောလိုက်လို့ရှင်ပါဇက်ကနေပြီးတော့အယောင်တွေထွက်လာတယ်လို့ပြောအခုခေတ်လည်းအယောင်ထွက်တဲ့လူရှိပါတယ်သွားကိုစိန်ကွတ်ထားကျန်ကျဘမှာသွားကိုစိန်ကွတ်တဲ့လူတွေရှိတယ်ချမ်းသာတဲ့လူများအဲ့ဒီလိုဆိုရင်တော့ထွက်နိုင်တယ်အဲ့ဒီဘုရားမင်းကြီးအယောင်ကထွက်လာတဲ့အခါကျတော့အဲ့ဒါမြင်လိုက်ရရင်အလောထမင်းကြီးကဒီစိတ်ထုတ်လန့်မှုတွေဖြစ်တယ်အဲ့ဒါကြောင့်မို့ဒါမဖြစ်အောင်လို့ဆိုပြီးဆွမ်းတော်တင်တဲ့ဆွမ်းကိုကျွေးတာအဲ့ဒါကြောင့်မို့ဒီအယောင်ပြောက်သွားတဲ့လူတွေရာဇဝင်ထဲမှာဒီလိုရှိတယ်ဒီလိုရှိတာကအစွဲပြုပြီးတော့ဆွမ်းတော်ကြမစားကောင်းဘူးလို့ဆိုဒီဟာအဓိပ္ပာယ်ကဟုတ်ချင်မှဟုတ်မှာဆွမ်းတော်တင်တာကြီးဟုတ်ချင်မှဟုတ်မှာသူဘာတွေလုံးမလို့မသိပါနဲ့နော်အဲ့တော့ဘုရားဆွမ်းတော်ကြစားလို့ကတော့ဘာမှဖြစ်เสียအကြောင်းမရှိဘူးနော်ဘာမှဖြစ်เสียအကြောင်းမရှိပါဘူးအဲ့လိုဆိုဘုရားမတင်ခင်ကတော့နိုင်မစားနဲ့ပေါ့ဟိုကပ္ပိယကြီးပြောက်လို့လည်းမလုံနဲ့ကပ္ပိယကအဲ့ဒါဆွမ်းတော်တင်တာကိုသူနေတိုင်းစားရတယ်နေတိုင်းစားရတဲ့အခါကျတော့ဆွမ်းတော်တင်တဲ့လူကဒီဘုရားကိုမောမြတ်မြတ်ထဲ့တဲ့အခါအဲ့ဒီကပ္ပိယကသူကဝက်သားသူနဲ့မတည့်တရက်ကြတော့ဝက်သားတုံးထဲတာမြင်တော့အဲ့ဒါငါလည်းမတည့်ဘူးအဲ့လိုပြောတဲ့အဲ့လိုဘုရားမစားခင်ကမတည့်တာမလုံးနဲ့အကြာတော့သူ့အတွက်လို့ထင်းလာတယ်သူစားမှတေးကြလာတဲ့အခါအဲ့လိုတော့မကောင်းဘူးပေါ့နော်ဒါကြတော့ဟိုရင်းလေးထည့်လိုက်ပါအောင်ဒီရင်းလေးထည့်ဒါငါကြိုက်တယ်လို့လုပ်ချင်အဲ့လိုဖြစ်လာတဲ့အဲ့လိုမဖြစ်အောင်တော့ဘုရားဆန်းတော်တင်စားလို့တော့ဘာမှတော့မဖြစ်ဘူးဘုရားဝေယဝိသလုပ်ပြီးတော့ဒီဘုရားကစွန့်လိုက်ပြီဆိုတဲ့အခါမှာတော့စားကောင်းပါလေဆရာတော်ကြီးဘုရားတပည့်တော်ဒီ၅ပါးသီလကိုအမြဲလုံခြုံအောင်အတတ်နိုင်ဆုံးထိမ့်သိမ့်ခဲ့ပါသည်တဲ့တခါတရံအကြောင်းမျိုးမျိုးကြောင့်မူသားသုံးခဲ့ရပါသည်သို့ဖြစ်ပါ၍သူတော်ရဲ့အကျိုးစီးပွားထိခိုက်ပျက်စီးစေသောမူသားမဟုတ်ပါက၅ပါးသီလကိုပြပြခြင်းရှိမရှိတပည့်တော်အားရှင်းပြပေးတော်မူပါမူသားလို့ဆိုရင်မဟုတ်တာပြောရင်တော့၅ပါးသီလပြတ်တာပဲအမှန်ကိုမဟာမှန်မှုလို့လုပ်ပြောရင်ဒါမူသားခေါ်တာအရှိကိုရှိတိုင်းပြောနိုင်ရမယ်သူကဥပါယလို့ခေါ်တယ်ဥပါယနဲ့ပြောတာမျိုးကြတော့မူသားလို့မခေါ်ဘူးဥပမာပဲတခုခုရည်စူးပြီးတော့ပြောတာပင်စာဝုဒ္ဓမင်းသားလေးကလန်ခရီးသွားတဲ့အခါကျတော့ဘလူးနဲ့တွေ့တယ်အဲဒီသူ့လက်နဲ့ဘလူးကိုပြစ်တယ်ခတ်တယ်ပေါ့နောက်ဆုံးမှသူ့လက်နဲ့တွေကုံသွားတယ်ကုံသွားတော့ဘာလို့လဲဆိုလက်သီးနဲ့ဘလူးထိုးတယ်ဘိုက်အဲ့တော့ဘလူးကလည်းအမွှေးကတ်တဲ့ဂလူးတွေနဲ့တုပ်ထားတဲ့ဘလူးကြီးဖြစ်နေလက်သီးကကတ်သွားတယ်သူ့အမွှေးဒါနောက်လက်သီးတစ်ချောင်းနဲ့ထိုးပြန်တယ်ကတ်သွားပြန်တယ်နော်နောက်ခြေထောက်နဲ့ဒူးနဲ့ကန်တယ်ခြေထောက်နဲ့ကန်တယ်ခြေထောက်ကြီးနဲ့ကတ်သွားနောက်ခြေထောက်တစ်ဖက်နဲ့ကန်ပြန်တယ်ကတ်သွားပြန်ရောနောက်ဆုံးကျတော့ဘာမှမရှိတဲ့အခါကျတော့ခေါင်းနဲ့တိုက်တယ်အဲခေါင်းနဲ့ကတ်သွားတာအဲ့လိုဖြစ်တော့ဘလူးကြီးကကဲဘာတတ်နိုင်သေးတော့လို့ဟာနဲ့ရည်တဲ့အခါကျတော့သူကဘာပြောတော့ဆိုမင်းစားရင်စားတယ်ငါးဘိုက်ထဲမှာဝရစိန်လက်နဲ့ရှိတယ်မင်းပိုက်ကြီးပေါက်ထွက်သွားမှာပဲလို့ပြောတာအဲ့ဒါဘာကိုရည်ရွယ်ပြောတာတော့ဆိုသူ့ရဲ့အသိဉာဏ်ကိုရည်ရွယ်ပြီးတော့ပြောတာအဲ့ဒါမျိုးကြတော့ဥပါယစကားလို့ခေါ်တယ်ဘုရားမဟုတ်ဘူးနော်မရှိဘဲနဲ့ရှိတယ်လို့လိမ့်တာမဟုတ်ဘူး
ပညာကိုရည်ညွှန်းပြီးတော့အထဲမှာဝရစိန်လက်နဲ့ရှိတယ်လို့ဆိုဟိုကောင်ကြီးကကြောက်သွားပြီးမစားရတော့အဲ့ဒါမျိုးတော့မူသားမဟုတ်ဘူးအဟုတ်ကိုမဟုတ်လို့ပြောရင်တော့မူသားပဲတစ်ဖက်သားအကျိုးပြည့်သည်ဖြစ်စေမပြည့်သည်ဖြစ်စေအကျိုးပြည့်ရင်တော့ပိုအပြစ်ကြီးတယ်လို့ပြောတာမြတ်စွာဘုရားကရာဟုလသားတော်လေးကိုဆုံးမတဲ့အခါမှာမူသားစကားမပြောနဲ့တဲ့ရာဟုလမင်းမူသားပြောလို့ရှိရင်ကြည့်ခြေခွက်ထဲကရေလေးတွေသွန်လိုက်တာမူသားစကားပြောတဲ့လူတယောက်ဟာတဲ့ကြည့်ကိုချင်းတရားတွေကိုအကုန်သွန်ပြလိုက်တာနဲ့တူတူပဲတဲ့ဘာမှမကြံတော့ဘူးတဲ့မူသားပြောတဲ့ပုဂ္ဂိုလ်တယောက်ဟာပုံးကွယ်ရပုံးခိုစရာနေရာလေးရတော့လိန်လိုက်ရင်ကိစ္စပြီးသည့်အတွက်ကြောင့်အများရန်လိန်လီမှုကိုဆက်လုံးနေတတ်တယ်မူသားဆိုတဲ့အရေးကလေးမှာခိုးခုတ်ပြီးတော့သူကမဟုတ်တာလုပ်တတ်တယ်ပေါ့ဒါကြောင့်မူသားဆိုရင်ကတော့ဘုရားရည်စရာတောင်မပြောနဲ့လို့ပြောထားတာနော်မပြောရင်ကစားပိတ်နေပေါ့